2026ခုနှစ်ဇွန်လ15ရက်နေ့မှာကြာရောက်မဲ့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့30နှစ်မြောက်နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအပြင်ဝန်ကြီးချုပ်နှင့်ဦးစီးဌာနများမှဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကိုဇွန်လ12ရက်မနက်ပိုင်းကနေပြည်တော်ပြည်သူ့စေယုံကြီးဂရင်တထောင်ရှိသွေးလှူပန်ခမ်းမဆောင်မှာကျင်းပရာနေ့လယ်ပိုင်းမှာအဆိုပါအခမ်းအနားကိုကျင်းပရာကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ဒုတိယဝန်ကြီးများနဲ့တာဝန်ရှိသူများတက်ရောက်ကြပြီးကျန်းမာရေးဝန်ထမ်းများကသွေးလှူဒါန်းကြမဲ့ဝန်ထမ်းများကိုသွေးပေါင်ချိန်တိုင်းစစ်ဆေးမှုသွေးရမျိုးစားခွဲခြားသတ်မှတ်မှုနဲ့သွေးရလူရှင်များကိုနည်းပညာအသုံးပြုမှတ်တမ်းတင်ဆောင်ရွက်မှုလုပ်ငန်းစဉ်အစဉ်အဆက်ဆောင်ရွက်နေမှုတို့ကိုလှည့်လည်ကြည့်ရှုအားပေးကြပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးများဟာခမ်းမအတွဲမှာသွေးလှူဒါန်းနိုင်ရေးစစ်ဆေးပြီးစီးတဲ့ဝန်ထမ်းများတတ်မှတ်နေရများအလိုက်စုပေါင်းသွေးလှူဒါန်းနေမှုအခြေအနေကိုလိုက်လံကြည့်ရှုအားပေးစကားပြောကြားကြကပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများနဲ့တာဝန်ရှိသူများကသွေးလှူရှင်ဝန်ထမ်းများကိုအာဟာရဖြည့်စာများထောက်ပံ့ငွေများအသီးသီးထောက်ပံ့ပေးရကြပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကနေပြည်တော်ပြည်သူ့စေယုံကြီးအတွက်အလှူငွေကျပ်15သိန်းကိုပေးရလှူဒါန်းရာပြည်ထောင်စုဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းကလက်ခံရယူပြီးနေပြည်တော်ပြည်သူ့စေယုံကြီးဂရင်တထောင်မှာစေယုံတက်ရောက်ကုသမှုခံယူနေတဲ့လူနာများအသုံးပြုနိုင်ရန်အတွက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများကနှစ်ပတ်လည်နေ့ဂုံပြုစုပေါင်းသွေးလှူဒါန်းခြင်းနဲ့ပတ်သက်တဲ့ဂုံပြုမှတ်တမ်းလွှာကိုပေးရရာပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကလက်ခံရယူပါတယ်။လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့30နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ်ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားများကိုဇွန်လ12ရက်မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတို့မှာနေပြည်တော်ရုံးချုပ်ရှိဝန်ကြီးရုံးဦးစီးဌာနများနဲ့ပြည်ထောင်စုနယ်မြေဦးစီးမှုရုံးတို့မှဝန်ထမ်းအင်အား112ဦးသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်အသီးသီးရှိတိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်ဦးစီးမှုရုံးများမှဝန်ထမ်းအင်အား924ဦးစုစုပေါင်းဝန်ထမ်းအင်အား636ဦးတို့ကသက်ဆိုင်ရာပြည်သူ့စေယုံများကိုတွားရောက်ပြီးစုပေါင်းသွေးလှူဒါန်းခဲ့ကြတယ်လို့သတင်းရရှိပါရခင်ဗျာ။